အချိန်ကလွန်ခဲ့တဲ့နှစ်ပေါင်း3.2 သန်းအချိန်ကိုရောက်လာခဲ့ပြီဖြစ်ပြီးကျွန်တော်တို့မျိုးစိတ်ဟာ Australopithecus လို့ခေါ်တဲ့မျိုးစိတ်အဖြစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ဒီအချိန်မှာတော့ဒီမျိုးစိတ်ရဲ့အုံနောက်ဟာကျွဲကောသီးတစ်လုံးအရွယ်စားလောက်ဖြစ်လာပါပြီ။ဒါပြင်အချိန်ပြည့်ခြေနှချောင်းပေါ်မှာလမ်းလျှောက်နေကြပြီဖြစ်ပါတယ်။ဒီသားမိဟာတားရဲတကောင်အနားမှာရှိနေတာကိုသိနေပါတယ်။တားရဲနဲ့ထိတ်တိုက်တွေ့ပေမဲ့ဒီကောင်ကြီးမှာစားစရာရှိနေပြီးသားဖြစ်တာကြောင့်ကံကောင်းသွားပါတယ်။ကျွန်တော်ဟာတားရဲရန်ကနေလွတ်အောင်မပြေးနိုင်သေးပါဘူး။ဒါကြောင့်ပဲတားရဲရန်ကနေရှောင်ရှားနိုင်တဲ့နီလန်ရှားဖို့လိုအပ်ပါတယ်။ပိုပြီးညံကောင်းလာလေးအသက်ရှည်ရှည်နေနိုင်လေပါပဲ။တဘာဝအတိုင်းပဲကျွန်တော်တို့အုံနောက်ဟာ mutation ကြောင့်ပုံမအားကောင်းလာပါပြီ။မေယူကြွက်သားတွေပုံမအားနေသွားတာကြောင့်ကြွက်သားတွေကတင်းကျပ်အောင်ပတ်ထားခံရသလိုဖြစ်နေတဲ့အုံနောက်ဟာဖွံ့ဖြိုးလာဖို့နေရာပိုရလာပြီးအရွယ်အစား2 ဆလောက်ပိုကြီးလာပါတယ်။ဒီလိုနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1.3 သန်းအချိန်ကိုရောက်လာခဲ့ပြီဖြစ်ပြီးလူသားမျိုးစိတ်ဟာ Homo habilis လို့ခေါ်တဲ့မျိုးစိတ်အဖြစ်ကိုရောက်ရှိလာပါပြီ။ဒီမျိုးစိတ်ကို Handyman လို့လည်းခေါ်ကြပါသေးတယ်။ခြေနှချောင်းပေါ်လမ်းလျှောက်ပြီးအုံနောက်ပိုကြီးလာတာကြောင့်အရင်ကမျိုးစိတ်တွေနဲ့မတူတဲ့မျိုးစိတ်အသစ်တစ်ခုဖြစ်လာပါတယ်။ဒီမျိုးစိတ်တွေဟာပထမဆုံးလူသားမျိုးစိတ်ဖြစ်လာပြီးခန္ဓာကိုယ်ပိုကြီးလာပိုတန်မာလာပြီးတော့အရင်ကထက်လဲစားလောင်မှုပိုမိုမြင့်တက်လာပါတယ်။အပြင်လောကမှာစားစရာတွေရှိနေပေမဲ့အဲ့ဒီစားစရာတွေဟာကျွန်တော်တို့ကအရင်မစားခင်သူတို့ကလူတွေကိုပြန်စားနိုင်ဖို့ကပိုများနေပါတယ်။ဒီလိုနဲ့လူသားမျိုးစိတ်ဟာ scavenger လို့ခေါ်တဲ့အသေးသားစားတဲ့သက်ရှိတွေဖြစ်လာပြီးလှည့်လည်သွားလာရင်ဘာပဲတွေ့စားကြပါတယ်။ဒီလူတယောက်ဟာကင်းမီကောက်ကိုကြောက်တုံးနဲ့ထုဖို့လုံရင်းနဲ့ကွဲသွားတဲ့ကြောက်တုံးကနေလက်ကိုရှသွားတာဖြစ်ပါတယ်။ကြောက်တုံးရဲ့အနားသားဟာအရန်ကိုပါးလွှာပြီးထပ်နေတာကိုသူသိလိုက်ပါတယ်။ဒါကတော့လူသားတွေအနေနဲ့ပထမဆုံးခြုံထက်တဲ့လက်နက်ကိုတွေးရှိခြင်းမှာဖြစ်နိုင်တဲ့ပုံစံကိုပြထားတာဖြစ်ပါတယ်။ဒီလိုကနေလက်နက်တွေဖန်တီးလာနိုင်တာကနေပြီးတော့ကျွန်တော်တို့လူသားတွေဟာကမ္ဘာကြီးကိုပြောင်းလဲပြစ်နိုင်တဲ့အထိရောက်ရှိလာမှာပါ။လွန်ခဲ့တဲ့နှစ်ပေါင်း1.3 သန်းအချိန်ကအရှေ့အာဖရိကတနေရာမှာဖြစ်ပါတယ်။နှစ်ပေါင်း3 ဘီလီယံကျော်ကြာအောင်စင်ကဲတိုးတက်လာတဲ့ဖြစ်စဉ်အတွင်းမှာကျွန်တော်တို့မျိုးစိတ်ဟာကိုယ်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးလာနိုင်ကြပြီဖြစ်ပါတယ်။ကျွန်တော်တို့ဟာလက်နက်တွေဖန်တီးနိုင်တဲ့ပထမဆုံးသက်ရှိဖြစ်လာပါတယ်။အခုလိုအန္တရာယ်များပြီးစိုးဝါးတဲ့ပတ်ဝန်းကျင်မှာအသက်ရှင်ဖို့အတွက်ကျွန်တော်တို့မှာအခွင့်အရေးရနိုင်တဲ့လောက်ယူထားဖို့လိုပါတယ်။ဒါမှလည်းတာရဲတွေကိုတိုက်ခိုက်ပြီးစားလောင်မှုကိုဖြည့်ရှင်းနိုင်မှာဖြစ်တယ်လို့ကျွန်တော်ရဲ့မျိုးနွယ်အချင်းချင်းကြားမှာလည်းအနိုင်ရနိုင်မှာဖြစ်ပါတယ်တခြားတစ်ယောက်ကိုလက်နက်နဲ့မောင်းထုတ်လိုက်နိုင်ပေမဲ့စားလို့ရတဲ့အသားမကြံတော့တာကြောင့်ဘိုင်ဟောင်းလောင်းနဲ့ဆက်နေရမယ့်အနေအထားဖြစ်လာပါပြီ။ဒါမဲ့အယိုးကိုထုချေရင်အယိုးအတွင်းကရိုးရင်းချင်းစီကိုရှာတွေ့သွားပါတယ်။ဒီလို tools တွေအသုံးချနိုင်တာကတပန်းသာလာတာဖြစ်ပြီးတော့အနာဂတ်မှာတော့ကျွန်တော်တို့လူသားတွေဟာဒီလိုကိရိယာတွေကိုဖန်တီးရင်စိုက်ခင်းတွေစိုက်ပျိုးတာမြို့တွေတီဆောက်တာနဲ့အာကာသတွေခရီးသွားတဲ့အထိတိုးတက်လာကြတာဖြစ်ပါတယ်။ဒီလိုနဲ့ကိရိယာတွေကိုကင်တွယ်ရင်ကျွန်တော်တို့လက်ချောင်းတွေဟာပိုမိုတန်မာလာကြပြီးတော့အနာဂတ်မှာပစ္စည်းတွေကင်တွယ်တာကိုလှုပ်လာနိုင်ကြတာဖြစ်ပါတယ်။ဒီလိုလှုပ်နိုင်တာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2 သန်းကကျွန်တော်တို့ဘိုးဘေးတွေဒီလိုကိရိယာတွေကိုအသုံးပြုခြင်းကနေစတင်ခဲ့တာဖြစ်ပြီးကျွန်တော်တို့ခန္ဓာကိုယ်မှာအပြောင်းလဲတွေဖြစ်လာပြီးစင်ကဲပြောင်းလဲလာခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့တွေဟာဘိုးဘေးတွေရဲ့ဇက်လန်းကိုသူတို့ရဲ့အယိုးတွေကနေတဆင့်နောက်ကျောင်းကောက်ကြတာဖြစ်ပြီးတော့အာဖရိကလိုကျယ်ပြန့်တဲ့မြေပြင်ကြီးမှာလူသားတွေရှာတွေ့ထားတဲ့ကျွန်တော်တို့ရဲ့ရှေးကြတဲ့ဘိုးဘေးတွေရဲ့အယိုးအရေအတွက်ဟာ pick-up ကားတစ်စီးစာလောက်ပဲရှိပါတယ်။1 ဘီလီယံလောက်ရှိတဲ့အယိုးတွေမှာတော့အယိုးတစ်ခုဟာကြောက်ဖြစ်ရုပ်ကျွင်းဖြစ်လာဖို့မလွယ်ကူပါဘူး။ဒါကြောင့်ဒီလိုကျယ်ပြန့်တဲ့မြေပြင်ကြီးမှာပြောင်းလဲမှုတွေကိုချိတ်ဆက်နိုင်မဲ့လုံလောက်တဲ့အယိုးတွေကိုရှာဖွေဖို့ဆိုတာမလွယ်ကူပဲနဲ့ဂျာကန်မျိုးဆက်အများစုဟာပျောက်ဆုံးနေတာကြောင့်ကျွန်တော်တို့လူသားမျိုးစိတ်ရဲ့ family tree ဟာဗဟေလိကြီးတစ်ခုဖြစ်နေစေဖြစ်ပါတယ်။လွန်ခဲ့တဲ့1.8 သန်းအချိန်ကိုရောက်လာတဲ့အခါမှာတော့မျိုးစိတ်တစ်ခုရဲ့အယိုးစုဟာနေရာတစ်ခုမှာကျန်ရှိနေခဲ့ပြီးအဲဒီကနေပဲ Homo erectus လို့ခေါ်တဲ့မျိုးစိတ်ရဲ့ခြေရာကိုပြန်ကောက်နိုင်ခဲ့ပါတယ်။အဲဒီအချိန်မတိုင်ခင်ထိကျွန်တော်တို့မျိုးစိတ်ဟာscavenger အဆင့်မှာပဲရှိပါသေးတယ်။ဒါပေမဲ့ Homo erectus မျိုးစိတ်အဖြစ်ကိုရောက်ရှိလာတဲ့အခါမှာတော့ကျွန်တော်တို့မျိုးစိတ်ဟာအမဲလိုက်သမားတွေဖြစ်လာခဲ့ပါပြီ။
ဒါပြင်ကျွန်တော်တို့မျိုးစိတ်ဟာတခြားအဖွဲ့ဝင်တွေနဲ့ဘလို့ပူးပေါင်းလုပ်ကန်ရမလဲဆိုတာကိုလည်းတံပြောင်လာခဲ့ပါပြီအမဲလိုက်ပွဲစတင်ပါပြီတရေဟာကျွန်တော်တို့ထက်မြန်အောင်ပြေးနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့လူသားတွေကတော့ခန္ဓာကိုယ်ဖွဲ့စည်းပုံရဲ့အားသာမှုကြောင့်ရေရှည်ပိုပြေးနိုင်ပါတယ်ခန္ဓာကိုယ်ကထွက်လာတဲ့ချွေးတွေကကျွန်တော်တို့ကိုအပူချိန်လွန်ကဲခြင်းကနေထိန်းထားပေးပါတယ်အမွှေးတွေနဲ့ဖုံးအုပ်ထားတဲ့တရေကတော့တိတ်မကြခင်ပဲအမောဖောက်ပြီးလဲကျသွားခဲ့ပါတယ်ဒီလိုနဲ့တရေဟာအမဲလိုက်သမား2ယောက်ရဲ့လက်ထဲကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဒီလူ2ယောက်ဟာအမဲလိုက်ရင်းနဲ့မီးကိုစတင်တွေ့ရှိပါပြီမီးကိုဒီလိုစတွေ့တာကနေကျွန်တော်တို့ဘိုးဘေးတွေကိုလူသားဆန်တဲ့အဖြစ်ကိုရောက်ရှိလာစေမဲ့အကြံတစ်ခုကိုရသွားစေခဲ့ပါတယ်မီးဟာနှွေးထွေးတယ်အလင်းရတယ်ဒါကြောင့်အလင်းရောက်ရှိတဲ့နေရာတစ်ဝိုက်ကိုပိုမိုလုံခြုံမှုပေးနိုင်ပါတယ်တဘာဝပေးတဲ့စွမ်းအားတွေဟာကျွန်တော်တို့လက်ထဲကိုရောက်လာခဲ့ပါပြီညဘက်မှာကြုံရတဲ့တာရဲတွေရဲ့ရန်ကနေကာကွယ်လိုက်နိုင်တာကြောင့်ကျွန်တော်ရဲ့မျိုးဆက်တွေဟာပိုမိုပွားများလာကြပြီးတော့လူကြီးပိုမိုတိုးတက်လာပါတယ်ဒီလိုနဲ့မီးပုံမေးမှာဝိုင်းထိုင်လိုက်ကြပါတယ်အတူတကွအမဲလိုက်ကြရင်လည်းဒီမိသားစုတွေဟာစားစရာကိုမကြာခဏလုံလောက်အောင်စားနေကြရပါပြီဒီလိုနဲ့အသက်လဲပိုရှည်လာကြပါတယ်ဒါဟာမိသားစုဘဝကိုစတင်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာပါတယ်ကလေးငယ်ဟာအသားစိမ်းကိုစားနေရင်အသားဟာမီးထဲကိုပြုတ်ကျသွားပါတယ်ပူနေတာကြောင့်သူပြန်မကောက်နိုင်ပါဘူးဒါပေမဲ့အသားဆိုတာဟာဒီတိုင်းအလကားပြစ်သွားလို့မဖြစ်ပဲအရန်အဖိုးတန်တာကြောင့်အနာအရွယ်ရောက်ပြီးသားလူတစ်ယောက်ကဒုံနဲ့ထိုးပြီးကောက်စားကြည့်လိုက်ပါတယ်ဒီလိုနဲ့ပဲကြက်နေတဲ့အသားဟာဝါးရပိုလွယ်တာကိုသိသွားကြပါတယ်အရင်ကတော့အသားစိမ်းတွေကိုအားကောင်းတဲ့အန်သွားတွေနဲ့ဝါးကြရတာဖြစ်ပြီးတော့အခုချိန်မှာတော့သွားတွေရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့အန်ဆုံးသွားတွေဟာဝါးရတဲ့အလုပ်ကိုလုပ်ရတာနည်းလာပါတယ်ဒါကြောင့်လူသားတွေရဲ့35%လောက်ဟာအန်ဆုံးပေါက်လိမ့်မရှိပဲဒါဟာအန်ဆုံးတွေမလိုအပ်တော့လို့စင်ကဲပြောင်းလဲလာတဲ့ပြောင်းလဲမှုတစ်ခုဖြစ်နိုင်ပါတယ်အခုလိုကြိုက်သွားတဲ့နေရာမှာစွမ်းအင်တွေကိုအများကြီးသုံးဖို့မလိုတော့တာကြောင့်ကျွန်တော်တို့ဘိုးဘေးတွေဟာစွမ်းအင်ကိုတခြားနေရာတွေမှာအသုံးပြုလာနိုင်ပြီဖြစ်ပါတယ်ဒါကြောင့်အုံနောက်ဟာလည်းစော်ဖောတစ်လုံးစာလောက်အရွယ်အစားကိုရောက်လာပြီးချက်စားတဲ့အချိန်မရောက်ခင်ကထက်90%လောက်ပိုကြီးလာပါတယ်။ Homo erectus တွေဟာဖြစ်လာခဲ့တဲ့မျိုးစိတ်တွေအားလုံးထဲမှာဉာဏ်အကောင်းဆုံးနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုမြင့်မားတဲ့သက်ရှိတွေဖြစ်ပါတယ်။ဒါပေမဲ့တိုးပွားလာတဲ့မိသားစုတွေမှာယောက်ျားတွေများပြားလာတဲ့အခါခိုင်ရန်ဖြစ်ပွားမှုတွေကိုရှောင်လို့မရနိုင်ပါဘူး။အချင်းချင်းဆက်သွယ်စကားပြောနိုင်မှသာကျွန်တော်တို့ဟာအသက်ရှည်ရှည်နေနိုင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်တဘာဝပြောင်းလဲမှုကိုစတင်လှုပ်ဆောင်လာပြန်ပါတယ်။ကျွန်တော်တို့ရှာရီဟာပုံစံပြောင်းလာပြီးအတန်ဦးဟာလေချောင်းအောက်ဖက်ကိုပိုဆင်းသွားပါတယ်။ဒီလိုနဲ့ကျွန်တော်တို့မျိုးစိတ်ဟာမတူကွဲပြားတဲ့ပါဇက်ပုံစံတွေဖြစ်လာပြီးမတူကွဲပြားတဲ့အတန်တွေကိုလုံနိုင်လာကြပါတယ်။နောက်ဆုံးမှာတော့စကလုံးတွေအထိဖြစ်လာတာဖြစ်ပါတယ်။စကားပြောခြင်းဟာကျွန်တော်တို့မျိုးစိတ်ရဲ့အကြီးအကျယ်ဆုံး tools တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ဘိုးဘေးတွေကိုလက်ရှိခေတ်ကိုရောက်လာစေခဲ့တဲ့နောက်ဆုံးဗဟေလိအပိုင်းစာလေးတစ်ခုပဲဖြစ်ပါတယ်။နှစ်ပေါင်း 3.3 ဘီလီယံကျော်ကြာမြင့်ခဲ့တဲ့ရှင်သန်ရေးတိုက်ပွဲကြီးအပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2သိန်းလောက်မှာတော့ကျွန်တော်တို့တွေဟာ Homo sapien လို့ခေါ်တဲ့ဉာဏ်ပညာမြင့်တဲ့ဒုတိုက်သတ္တဝါမျိုးစိတ်ဖြစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။တဖြည်းဖြည်းကြီးလာတဲ့ကျွန်တော်တို့အုံနောက်ဟာကမ္ဘာပေါ်သက်ရှိအားလုံးထက်ပိုကောင်းတဲ့အုံနောက်ဖြစ်လာပြီးလက်နက်တွေဘာသာစကားတွေနဲ့အများထက်သားတဲ့စဉ်းစားဉာဏ်နဲ့အတူကမ္ဘာတိုက်ကြီးတွေအားလုံးစီကိုပြန့်နှံ့နေထိုင်လာကြရင်ကျွန်တော်တို့ဟာပတ်ဝန်းကျင်အသစ်တွေမှာလက်ရောညီထွေအောင်စင်ကဲပြောင်းလဲနေထိုင်ရင်းနဲ့ယနေ့ခေတ်လူသားတွေအထိကိုရောက်ရှိလာခဲ့ကြတာပဲဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။